ကြောက်ခဲ့သုံးနွားလေးရဲ့ပထမအဦးဆုံးစွန်စားကန်အေးဆန်လာတဲ့အလက်စကာရဲ့ຫນွေဦးမနက်ခင်းထဲမှာတက်ရှိအသေးတစ်ခုရဲ့အစပြုခြင်းတွေကိုမြင်တွေ့လိုက်ရပါတယ်။သူကတော့တာမန်မျိုးနွယ်မဟုတ်ပါဘူး။ရှေးဟောင်းတဘာဝတွေကိန်းအောင်နေတဲ့ Max Out လို့ခေါ်တဲ့သုံးနွားမျိုးနွယ်ရဲ့ရင်သွေးလေးပါ။ဟုတ်ပါတယ်။ကြားလိုက်ရတာမမားပါဘူးပရိသတ်ကြီးတို့ရဲ့သူတို့ကတော့နွားရိုင်းပုံစံကြီးတွေရှိနေပေမဲ့လို့မျိုးနွယ်ကတော့စိတ်တွေသိုးတွေနဲ့ပို့ပြီးတော့နှိစက်ကြတာပါ။အာတိတ်လိုမျိုးအရန်ကိုအေးတဲ့နေရာမှာပဲရှင်သန်တတ်ကြပါတယ်။ပြောရမယ်ဆိုတော့သူတို့ကကြောက်ခေကုန်မိခဲ့တဲ့အကောင်တွေဖြစ်ပါတယ်။ကြောက်ခေကိုအတူတူဖြတ်တန်းခဲ့တဲ့မွေးထူဆွေရှည်စင်စည်းတွေပျောက်ကွယ်သွားပေမဲ့လို့ Max Out တွေကတော့ဆက်ပြီးတော့ရှင်သန်နိုင်ခဲ့ကြတာပါ။သူတို့ရဲ့အမွေထူထူအရေးကွန်ထူထူကြီးတွေကတော့အာတိတ်ရဲ့အေးခဲ့တဲ့တဘာဝတွေကိုတွန်းလှန်နိုင်တဲ့တဘာဝကပေးထားတဲ့လက်ဆောင်တစ်ခုပါပဲ။အခုလည်းပဲအလေးချိန်ပေါင်30လောက်ရှိနေတဲ့ဒီကောင်ပေါက်လေးတွေကနှွေးထွေးတဲ့အတိုင်းမြုံထဲမှာမနေဘဲနဲ့ခဲနေအောင်အေးနေတဲ့စီးနှင်းတွေပေါ်မှာပဲလောကတွေကိုဓာတ်ရိုက်ရောက်ရှိလာခဲ့ကြတာပါ။အရင်ဦးဆုံးတော့မိခင်ဖြစ်တဲ့သူကအနားဟုတ်လာပြီးတော့နမ်းရှုပ်ပေးနေပါတယ်။ခဏကြာမှတော့အနွယ်တူမိသားစုဝင်တွေကကလေးငယ်လေးကိုဝိုင်းပတ်ထားလိုက်တာပါ။ဒါဟာချက်ချင်းမြတ်တာနဲ့မကသေးပဲနဲ့အပြင်လောကကရက်ဆက်တဲ့သားရဲတွေရဲ့အန္တရာယ်ကနေကာကွယ်ပြီးတဲ့အခိုင်အမာဆုံးခံတပ်ကြီးတစ်ခုပေါ့လေ။သူတို့ရဲ့အဓိကရန်သူတွေကတော့အာတိတ်ဝင်ပလွေအုပ်ပါပဲ။ဒါပေမဲ့ဒီကောင်ပေါက်လေးတွေကတော့သူ့ရဲ့ဘေးကင်းရာဆက်ဝိုင်းထဲမှာငြိမ်ငြိမ်လေးမနေချင်ကြပါဘူး။မွေးဖွားပြီးတော့နိုင်ပိုင်းကြာမှရင်တုံတုံချီချီခြေလန်းလေးတွေနဲ့စူးစမ်းကျင်စရာကောင်းတဲ့လောကသစ်ကြီးစီကိုထွက်ခွာဖို့အတွက်ပြင်မာတော့တယ်။ဒါလည်းလူသားပဲဖြစ်ဖြစ်တရိษံပဲဖြစ်ဖြစ်ကြွာချမှုမရှိတဲ့သဘာဝတရားတစ်ခုပါပဲလေ။ဒီကောင်လေးရဲ့အသက်ရှင်သန်မှုတွေကအရန်ကိုအထိပ္ပယ်ရှိပါတယ်။1860ပြည့်နှစ်တွေတုန်းကအလက်စကာမှာသူတို့မျိုးနွယ်တွေဟာအမဲလိုက်ခင်ရလုံးဝကိုမျိုးတုံးပြောက်ွယ်လိုနေပါဖြစ်ခဲ့ရတာပါ။1930ပြည့်နှစ်တွေရောက်တော့မှတခြားဒေသကနေပြန်လဲမျိုးပွားအောင်လို့ခက်ခဲစူးစမ်းခဲ့ရလို့သာအခုဆိုရင်တော့အလက်စကာရဲ့တောတောင်တွေထဲမှာသူတို့ရဲ့မျိုးနွယ်တွေထောင်ချီပြီးတော့ပြန်လဲကျဆားခွင့်ရနေတာဖြစ်ပါတယ်။စူးစမ်းကျင်နေစိတ်ပြင်းပြနေတဲ့ဒီသားပေါက်လေးကတော့မြစ်ကြောင်းတစ်လျှောက်ကရှိုးမြောင်ကျင်းလေးတစ်ခုတွေကိုဆင်းသွားခဲ့ပါတယ်။အောက်ကိုဆင်းရတာကတော့လွယ်ပါတယ်။ဒါပေမဲ့ပြန်တက်ဖို့စူးစမ်းတဲ့ခါမှာတော့ဒုက္ခတွေရောက်ရတာပေါ့။ရေခဲပြင်ပေါ်မှာသူ့ရဲ့ခြေထောက်တွေကစကိတ်စီးသလိုဖြစ်နေခဲ့တာပါ။တရင်တရိုင်နဲ့ခြေထောက်ကိုတဲ့ရက်လို့မရဘဲနဲ့ဖြစ်နေခဲ့ပါတယ်။အမေကြီးကတော့အပေါ်ကနေစိုးရိမ်တကြီးနဲ့ကြည့်နေခဲ့ပါတယ်။အမေဒီမှာရှိနေတဲ့ဆိုတဲ့သဘောနဲ့နှာမောက်တန်တွေလည်းပြီးနေခဲ့တာပေါ့။ဒါပေမဲ့အဲ့ဒီနေရာကိုဆန်းသွားလို့လည်းမဖြစ်သေးပါဘူး။ရှေခဲပြင်ကသားပေါက်လေးကိုခန္ဓာရည်ရှိပေမဲ့လို့ပေါင်900လောက်ရှိတဲ့သူ့ရဲ့ခန္ဓာကိုယ်တော့ခန္ဓာရည်ရှိမှာမဟုတ်ပါဘူးလေ။အရာကိုအမေဖြစ်တဲ့သူကလည်းနားလေပါတယ်။ဒါကြောင့်မလို့သူတက်နိုင်တာကသားပေါက်လေးကိုစိတ်ဓာတ်ခွန်အားထိုင်ပြီးတော့ပေးနေဖို့ပါပဲ။သားပေါက်လေးကတော့ရေခဲပြင်မှာတကိုယ်ရဲစကိတ်စီးလိုက်ချော်လဲလိုက်နဲ့ရုန်းကန်နေရတာပါ။မိခင်ကိုလှမ်းပြီးတော့တွေ့နေရပေမဲ့သွားဖို့စူးစမ်းတိုင်းမှာချော်လဲနေပါတယ်။စိတ်သွားတိုင်းကိုမပါဘဲနဲ့ဖြစ်နေရတာပါ။ဘလို့ပဲဖြစ်ဖြစ်အမေကိုလှမ်းတွေ့နေရတာကတော့အဆင်ပြေနေပါသေးတယ်။ဒါလည်းမက်ဆော့တွေရဲ့သဘာဝပါပဲ။တချို့အချိန်တွေမှာဆိုရင်တော့ကိုယ့်ဘာသာကိုသင်ယူရတာပါ။မိဘကဝင်ပြီးတော့ကူညီပေးလို့လုံးဝမရပါဘူး။မိခင်ဖြစ်တဲ့သူကတော့အပေါ်ကနေစိတ်ရှည်ရှည်နဲ့ထိုင်ဆောင်နေပါတယ်။သူကလေးရဲ့စူးစမ်းမှုတွေကိုအားပေးနေတယ်လို့ပါပဲ။ဒီလိုနဲ့သားပေါက်လေးတွေကရုံရင်ကန်ရင်နဲ့ရေခဲဖြစ်မှာဘလို့လှုပ်ရှားရမလဲဆိုတာတွေကိုနားလည်လာပါတော့တယ်။သူဘာသာသူတင်ယူလာနိုင်ပါတယ်။ဒီလိုနဲ့တရွေ့ရွေ့စူးစမ်းခဲ့ပြီးရဲ့နောက်မှာတော့ကုန်းမောက်ကိုပြင်ရောက်လာခဲ့ပါပြီ။ချက်ချင်းပဲမိခင်နာကိုကတ်သွားလိုက်ပါတယ်။မိခင်ကလည်းဘဝခက်ခဲတွေကိုသူနီးသူဟန်နဲ့ပထမအဆုံးကြော်ဖြတ်နိုင်ခဲ့တဲ့သားပေါက်လေးကိုဂုဏ်ပြုတဲ့အနေနဲ့နှမ်းရှုံလိုက်ပါတယ်။ပြီးတော့မိသားစုတွေရှိရာစီကိုခေါ်ဆောင်သွားခဲ့ပါတော့တယ်။သားပေါက်လေးကတော့ပျော်ရွှင်မြူးတူးနေခဲ့တာပါ။ဒါပေမဲ့နောက်ရက်တွေကြာရင်တော့နောက်ထပ်သင်ခန်းစာအသစ်တွေကိုသင်ယူအောင်ပါပါ။ဒီနေ့ရဲ့ Golden မြန်မာ Channel ကနေထုတ်လွှင့်ပေးခဲ့တဲ့အကြောင်းအရာကိုတော့ဒီလောက်နဲ့ရနာခွင့်ပြုပါနော်။အမြဲတမ်းဆုံးထိချစ်ခင်ကြည့်ရှုပေးလို့ကျေးဇူးအများကြီးတင်ပါတယ်။အသက်သက်တော့အကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါမယ်။ Like and share subscribe ခါလာလေးနေပြီးအားပေးသွားပါရှင်။